မင်္ဂလာပါဒီနေ့လေးစီတော့ဒီ view တာဝါခင်းလေးဆိုပြတော့မှာဖြစ်ပါတယ်တာဝါရအဆုံးရှိပါတယ်ဘယ်တာဝါရင်ကောင်းမလို့ဘယ်တာဝါလေးရေးလိုက်ပါမယ်လူစီကတာဝါအဆုံးဆိုပြတော့မှာဆိုတော့အမြဲအတိခံပါမယ်โอเคပါကြော okay yes ခုဒီတာဝါမှာတော့လူရှင်းနေပါသေးတယ်ဒီလိုလည်းလုံနေတာမလေးတရားခုံခယူတာဝါတရားခုံမလေးအောက်မှာလူစုစုရောက်လာပြီအိုးလို့ဆိုရင်ပြကြဝိုင်းခပြန်တာအဲ့ဒါတန်းတယ်နေဟောရပြီသူများတော့ပြအောင်လေပြကြကိုဘယ်သူဆိုလဲတေချာလောက်တာအမေမလေးလောက်တာအလုံးကြီးတွေကလောက်နေတာကွာအလုံးကြီးတွေကလောက်နေတာတော်ဝါခေါင်းတဲ့သူဆိုနေရမှာအမလေးပြောရဆိုပြုတ်ကြွားပြန်ပြီခေပေါ့နော်ခေမှာโอเคနည်းနည်းလေးဘာမှမရှိတော့ပတ်ပြနေတာဟောသိချင်လိုက်ပါပြီဘာလို့သိပုံရလဲကြည့်လိုက်ပါနောက်ထပ်တာဝါလေးလည်းဆော့ပြတော့မှမလို့ပါခုနဒီအလဲရတာဝါလေးစော့ပက်ထားတာပေါ့နော်ဟိုဒီဘေးရတာဝါလေးတော့ရင်ကောင်းမလားဘယ်တာဝါလေးတော့ရင်ကောင်းမလဲစဉ်းစားနေပါရဲ့โอเคဘယ်တာဝါလေးတော့ရင်ကောင်းမလဲโอเคဘယ်တာဝါလေးဘာဟုတ်ဟောရပြီโอเคပါဒီချာလေးခုံတော့လွယ်မယ်ထင်တယ်နော်ဘလိုက်တော့ဘာမှမလုပ်ပါဘလိုက်သူများတို့တော့ဝိုင်းလောက်ကြပါအောင်ဘလိုက်ဘာတော့ဘာတော့တယ်ရလောက်ပါတရားခုံကြည့်ရမှာဘာတော့အဲ့ဟာကမကြည့်ပဲခုံရမှာလားကြည့်ပဲခုံရှုံးမိဘောလို့ဘာတော့ခုံတာအော်တစင်းလေးမပြုတ်ကြည့်ခေါင်းဟုတ်တယ်ဘာမှမပေါ်ခမန်းပြီးခုံကြည့်လာမရထင်တော့ပဲဟုတ်တယ်မရသိခံလိုက်ပါပြီဒီတဲ့ပုံရကြည့်ပါဘူးသိလို့သိမှမသိဖြစ်ပါခွဲခုနကတော့ဆော့ပြပြပါပြီဖြစ်ပါလို့ဒီဘာတော်ပါလဲတော့မသိဘူးပုံမပန်းဖို့ပုံစံလေးတွေ့နေရပါတယ်โอเคတပါးကြီးတော့ what okay ခေါတေချာခေါခုံတော့ထိတော်လာလွယ်မယ်ထင်ပါခေါတော့ဒီပြောရတရားပေါ့ရှင်ဒါကပိတ်တယ်ရတော့ဒီမှာတော့တက်သွားတော့အလေးရကြကျမမရဘူးလေးကမရှိဘူးလားသူတို့ပဲရှိရလားမသိဘူးခေါ်တဲ့ခေါ်နော်ရလေးကမုံလေးတွေ့တယ်လားလို့ဟုတ်သေးပါအောင်မဟုတ်ပါဟုတ်ပါဟုတ်တယ်လေးကမုံလေးမဟုတ်လားဘာစကားလာပြောနေထဲကလူကမမြင်ဘူးမြဲတက်သွားလို့ရှောက်ပြောနေပြတ်သွားဟုတ်ပါဟုတ်လားလေးကမုံလေးရှိသလားလို့โอเคလောက်တာโอเคပါโอเคတေချာတက်ပါမယ်တက်တာလောက်တာအော်မလေးကလေးဟုတ်တယ်မဟုတ်တယ်မှပဲရတာတော့ဒီဟာတော့နိုင်လောက်တယ်တော်တော်များများပြီးနေရှင်းမှာပန်းဖို့လေးတော့တွေ့နေရတယ်โอเคဟိုလေးတော့သူမျိုးလေးခေါ်ပြုတ်ကြဝိုင်းကျိုးဆိုရင်ပြုတ်ကြပါပါချင်းပြန်ခုံပြန်တဲ့တော်ဝိုင်းလည်းဆော့ပြတာပါမယ်လေးကပြန်တက်ပါမယ်လောက်ကြလောက်တခြားလို့
Okay, Lucy, hello, 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 okay. Okay ba, okay ba. Okay, bamboo, bamboo ကြောက်ပါပဲအဲ့ bamboo နေရာမှာတော်တော်များများရှုံးကြပါတယ်တေးလိုက်ပါပြီ Okay ပေါ့နော် Okay တော့ဝါ3ခုတီတီပြီးသွားပါပြီ Okay ဒီဟာလေးကိုရေးပါမယ်ဒီဒါတော့ခက်မဲ့ပုံပေါ်ရယ်နော် Okay ဒါလေးကတော့ခက်မဲ့ပုံပေါ်ပါလိမ့်ရှင် Okay ပါ Okay ဒီချာဆောလို့စီအတနာပြောရဆိုနေပြုတ်ကြပါပြီပြုတ်ကြပါပြီ Okay ဒီချာပတ်တက်ထားတက်ပြုတ်ကြပါဗျာမီစိတ်ကအလောက်ရှုံးတိတ်မရှိချင်ပြုတ်ကြနေတယ်စမပြူပြုတ်ကြပါဗျာတခြားဖီလိုလဲစောပြအောင်မှာတေးဘက်ခံလိုက်ပါတော့မယ် Okay ပါ Okay တေးနေတဲ့ပုံမှန်ရလဲ Okay နောက်တာဝါတစ်ခုဆိုပါမယ်ဆလာကနေအလုံးကြီးတွေ Okay မဒါအတဲပုံလေးတွေရေးရတာမှန်လိုက်တာခင်ဗျာမှန်လိုက်တာရှင်ဒါကတော့အပေါင်းပုံစံလေးပေါ့နော်သူကိုရော့ကုန်ပြီတေချာဆော့ Lucy တေချာဆော့ Lucy Okay တေချာလေးတက်ပါမယ်တက်ထားဒါရေခဲပင်ထင်တယ်ချိုးနေမှထင်တယ်နော်ဟုတ်တယ်ချိုးနေတာပြုတ်ကြမယ်တော်သေးတယ်တေချာတက် Okay ဘယ်လိုမျိုးဆော့မှာရတယ်ဟာ Yes Okay ဘဲရုပ်ကလေးစစ်တော်ချစ်စရာလေးဦးရစီကလေးဒီOkay ဒီမှာခုံပါမယ်ပြုတ်ကြပါပြီပြုတ်ကြပါပြီရေခဲနေရာပြန်ရောက်မှာပေါ့နော်မနေခုံခဲ့ရရေခဲနေရာပြန်ရောက်မှာပြုတ်ကြပါဗျာမင်းလောက်တာတေချာလောက်တာတဲပုံလေး Okay တဲပုံလေး Okay တေချာလောက်တေချာလောက် Okay ပါ Okay ဒီကဲပြင်ရောက်လာပါပြီခုံလို့ရတယ်ဒီနေ့ဒီကဲပြင်တေချာတော့မသိဟုတ်တယ်ခုံလို့ရတယ်ဟုတ်လို့ရတယ် Okay တေချာလောက် Okay ခေါဘရုပ်လေးနာပြန်ရောက်လာပါပြီချစ်စရာဘရုပ်လေးနာပြန်ရောက်လာခဲ့ပါပြီရှင်ခုနဒီနားမှာရှုံးသွားတယ်ဒီနောက်တေချာလေးယူစိုက်ပြီးခုံရပါမယ်ခုံတာရှိရလေးပုံမြောက်တဲ့ဟာကြီးထင်နေဟုတ်တယ်ဖက်ပုံလေးတိလေးပြုတ်ကြော်ရင်းနေတော့ဒီအောက်မှာခံပါလို့ပဲပြောင်းအောင်ဟောဒီမှာပြုတ်ကြပါပြန်ပြီခုံလေးရဲ့ဆိုခုံမင်းသွားရင်လာကောင်းလို့တခြားတော်ပါလေးလဲစော့ပြရအောင်ပါဆိုတော့တေးပဲတိခံလိုက်ပါရှင် Okay တော်ဝကုံမိုက်နေတော့အလဝန်တတာပါဒီနေ့ဗီဒီယိုဒါနဲ့စောင့်သက်ချင်ပါအလဝန်တတာ